ချင်းလေးညတေဖွင့်နေရဒီစတေရှုံလေးရှိမှရွှေရောင်မင်းလေးလေးပါတေချာဆိုင်ကြီးလို့အားပေးနေသူကိုတွေ့ကိုဆိုတော့ချင်းဆုံးမှသူလေးလက်ခုပ်တီးကကိုပြန်ပြုံးပြတော့ကောင်းလို့နေရှာကိုပဲမိလာလိုက်တာမြင်မြင်ချင်းချင်းမိကဒီစတေရှုံလေးပြည့်စုံတော့မှကိုဆိုရင်ပေါ်ပါချီလီတီလို့ကိုမောနေမှာပြုံးကလေးတွေအားပေးလို့ဖြစ်လာတဲ့ဒီရောက်ဝင်လာပြီးသူပဲချိန်ကများဆုံးတော့ဒီတိုင်းမြင်ခါဒီလိုမြင်ရမယ်အားပေးကိုရင်တွေတိတ်ပြောမှာချင်းကိုကင်းတဲ့တလို့ချင်းရှိကိုကျင်နာလေမှာဒါလေးဒီလိုသာဝေရချင်းလေးညတေဖွင့်နေရဒီစတေရှုံလေးရှိမှရွှေရောင်မင်းမီလေးပြမသင်ချဆိုင်ကြည့်လို့အားပေးနေလို့တွေ့ကိုဆိုတော့ချင်းဆုံးမှသူလေးလက်ခုပ်တီးကကိုပြန်ပြုံးပြတော့ကောင်းလို့နေရှာကိုပဲမိလာလိုက်တာချစ်မိကဒီစတေရှုံလေးပြည့်စုံတော့မှာကိုဆိုရင်ပေါ်ချင်းလေးတွေဒီလိုကိုမောနေမှာပြုံးကလေးတွေအားပေးလို့ဖြစ်လာတဲ့တည်းရောက်လာပြီးသူပဲချိန်ကများဆုံးတော့ဒီတိုင်းမြင်ခါဒီလိုမြဲရမယ်အားပေးကိုရင်တွေတိတ်ပြောမှာချင်းတွေကိုကင်းတဲ့တလို့ချင်းရှိကိုကျင်နာလေ